ကျွန်တော်ရဲ့မြေခွက်ကကျွန်တော်ရဲ့ညီကိုမောင်နှမတွေဝယ်ယူပြီးတော့မှထားခဲ့လို့ရတယ်နော်ဟိုးဝေးကြီးကနေလှမ်းဝယ်လို့လည်းရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကရွာမြေစစ်ရွာထဲမှာရှိတဲ့ပေ60ပတ်လည်လေးတွေကိုဝယ်ယူပြီးတော့မှကျွန်တော်က20 60ဆိုပြီးတော့ပိုင်းပြီးတော့ရောင်းတာကျူးကျော်ဝင်ရောက်လာစေရနေရမြေနေရအဖို့မရှိဘူးကို20နဲ့နေကွက်တိပဲကျွန်တော်ရဲ့မြေခွက်တိုင်းရဲ့အရှိနားမှာပဲမီးတိုင်နေရရှိပြီးသားမီးကတန်းချိတ်လိုက်ရုံပဲမီးကလည်းနီးလေးပဲတန်းချိတ်လိုက်ရုံပဲမြေဝယ်ပြီးတော့မှလည်းအိမ်ကတန်းမဆောက်သေးရင်လည်းရတယ်တန်းဆောက်ချင်ရင်လည်းရတယ်တန်းမဆောက်သေးဘူးတောင်းလျှောက်မြေဝယ်ပြီးတာနဲ့တောင်းလျှောက်အိမ်မဆောက်သေးရင်လည်းသူများကျူးကျော်လာစရာမရှိဘူးဘာကြောင့်လဲဆိုရွာမြေဖြစ်တဲ့အတွက်ဧကကွက်ကြီးကိုကွက်စိတ်ထိုးတာမဟုတ်တဲ့အတွက်ပေါ့နော်တကွက်နဲ့တကွက်ကရောရှက်သွားစရာအကြောင်းမရှိဘူးဘေးမှာအိမ်ပတ်ဝန်းကျင်တွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မြေခွက်တွေကဝယ်ယူပြီးတော့မှစိတ်ချလက်ချထားခဲ့လို့ရပါတယ်ရှင်